ဒီဈေးတင်းလေးနဲ့စီသားတက်လေးနဲ့စီးမဲ့ဆိုရင်တော့ဒီ900ကျော်မှာဆိုရင်ဒီကားလေးတွေကတော့ recommend ပေးရပါတော့မစိုးဘူးလို့ကျွန်တော်ကခံစားရပါတော့ထုံးစံတိုင်းကျွန်တော်ကလင်းခအိမ်မှာဒီနေ့လေကားသေးလေးနဲ့ပေါ့နော်အရန်မောင်းကောင်းတဲ့ကားလေးတစ်စီးရှိတယ်အဲ့ဒီနဲ့ကျွန်တော်မိတ်ဆက်ချင်တယ်ဒီကောင်ကပေါ့နော် Suzuki လေးပေါ့နော်ဟို Edo လေးလို့ခေါ်တယ်အခက်ရလည်း national အမြင့်တယ် model ကြီးကလေးပြောမယ်2017ဖြစ်သွားတယ်နော်ကျွန်တော် gear တွေပါရအောက်ချပါပေါ့နော်အောက်ရောက်ပါပေါ့ဟိုကားလေးကဒီကားလေးတွေကဟို connection လေးတွေကတော့ဒီ အော်ဈေးအော်ကြောတွေကတော့သူ့အနေနဲ့ကြံတာများတယ်ပေါ့နော်ကားလေးကောင်းတယ်ပေါ့အဓိကပြောချင်တယ်ပေါ့နော်ကျွန်တော်ကားလေးတစ်ပတ်အရင်ရိုက်ပြမယ်ကားလေးကြည့်ပါအောင်ဒါသူ့ရဲ့ဟိုအတွင်းကန်းဖွဲ့စည်းပုံလေးတွေပေါ့နော်ကားလေးကဒီအော်ဈေးတော်တော်များများကြံပါသေးတယ်သူအတွင်းကန်းဖွဲ့စည်းပုံလေးပေါ့နော် TV ဘက်ကန်လေးတွေဘာလေးတွေအကုန်ပါတယ်ဒီနောက်ခန်းလေးတွေဒါဆိုတော့ဘုံလေးဖွင့်ပြအောင်ဒါသူနောက်ပေါ့ပါမယ်တေးလေးနဲ့မိသားစုသွားလာသုံးလို့ရတဲ့ကားလေးတွေပေါ့နော်ဈေးလေးကိုပြောမယ်986သိန်းကိုဟိုညှိနှိုင်းပြီးရောင်းပေးမယ်ဟိုဖုန်းနံပါတ်တွေပါရေးကျွန်တော် TikTok တွေပါရေးမှာ Facebook တွေမှာအကုန်လုံးကျွန်တော်တင်ပေးထားတယ်အဲ့မှာဟိုစုံစမ်းနိုင်တယ်ပေါ့နော်ဒီဈေးတင်းလေးနဲ့စီသားတက်လေးနဲ့စီးမဲ့ဆိုရင်တော့ဒီ900ကျော်မှာဆိုရင်ဒီကားလေးတွေကတော့ recommend ပေးရပါတော့မစိုးဘူးလို့ကျွန်တော်ကခံစားရပါတော့အဲ့တော့ဒီကားလေးတွေကိုဟိုစိတ်ဝင်စားတယ်ဆိုရင်ဟိုအချိန်မေးကျွန်တော်ဘယ်နေရာဖြစ်M ဆင်းလှမ်းပြီးတော့ဈေးပဲပြောပြီးဝယ်နိုင်ပါဘာကားတွေပါအားလုံးကျွန်တော်တိုက်ခိုက်တွေအားလုံးတာဝန်ယူပြီးတော့ရောင်းပေးနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကားနဲ့ပတ်သက်တဲ့ဟာလေးကိုလည်းကျွန်တော် like ပြီးတော့ like and share လုပ်ပေးပါလို့မေတ္တာရက်ခံပါတယ်နောက်ဗီဒီယိုလေးမှာလည်းထပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်